အားလုံးပဲမင်္ဂလာပါ Meta Trader 5 application ကိုသုံးပြီးတော့ support and resistance ပေါ့နော်ဘယ်လိုမှန်မှန်ကန်ကန်ဆွဲမလဲဆိုတာကိုမျှဝေပေးမှာဖြစ်ပါတယ်အထူးသဖြင့် price action trading strategy ကိုအသုံးပြုတဲ့သူတွေဆိုလို့ရှိရင်မဖြစ်မနေကိုတက်မြောက်ရမှာဖြစ်ပါတယ်တခြား strategy ကိုသုံးတဲ့သူတွေလေအခြေခံ support နဲ့ resistance ကတော့မဖြစ်မနေဆွဲတက်ရမှာဖြစ်ပါတယ်ပြီးမှကိုယ့်ရဲ့ strategy အတိုင်း rule တွေကိုခွဲထုတ်ပြီးသွားလို့ရတယ် support resistance ကတော့ trader အတိုင်းကျွမ်းကျင်မှန်မှန်ကန်ကန်ဆွဲတက်ဖို့လိုအပ်ပါတယ်ဒါကြောင့်မလို့ဒီ video ဖိုင်မှာ support and resistance ဆွဲတဲ့နည်းလေးကိုအသေးချာလေးကျွန်တော်နားလေတလောက်မျှဝေပေးမှာဖြစ်ပါတယ်အမှားပါခဲ့ရင်လည်းနားလေဖြစ်ဆုံးပြီးတော့သိခံပေးကြပါလို့ကြိုတင်ပြီးတော့မေတ္တာရပ်ခံချင်ပါတယ်။ဘာကြောင့်လဲဆိုကျွန်တော်က professional trader တရားမဟုတ်တဲ့အတွက်ကြောင့်မလို့ဖြစ်ပါတယ်။ဒီတော့ကျွန်တော် GBP CHF check ကိုအသုံးပြုပြီးတော့ဆွဲပြမှာဖြစ်ပါတယ်။ daily time frame ပါ။အဲ့တော့ကျွန်တော်တို့အခုဒီမှာမိုက်စစ်တို့မြင်နေရတဲ့အတိုင်း support resistance ဆွဲမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုဆွဲမလဲဆိုလို့ရှိရင်ဒီနားလေးကနေကျွန်တော်တို့စဆွေးရမယ်လက်ရှိရောက်နေတဲ့ market ကိုရှုံငုံမိအောင်ဆွေးဖို့လိုပါတယ်အဲ့တော့ကျွန်တော်တို့ဆွေးမယ်ဆိုမှန်ကိုလည်းနဲ့တောင်းလိုက်ပြီးလို့ရှိရင်ဒီအဝိုင်းလေး၃ဝိုင်းကိုနှိုက်လိုက်နှိုက်ပြီးလို့ရှိရင်ဒီမှာ horizon တွေပါမြင်းဖြောင်းလေးကိုယူလိုက်ယူပြီးလို့ရှိရင်ကိုမှန်ကိုတနေရာမှာတောက်လိုက်တောက်တဲ့နေရာမှာမြင်းချောင်းပေါ်လာလိမ့်မယ်အဲ့ဒီမြင်းချောင်းကိုဒီမှာကျွန်တော်တို့ resistance တစ်လိုင်းဆွေးမယ်ဒါကအရင်လှတဲ့ resistance လေးပေါ့နော် surround တော့မဟုတ်ဘူးပေါ့အဲ့တော့ဒီကျိုးလိုင်းကို daily မှာဆွဲတာမို့လို့ daily တစ်ခုတည်းမှာပဲ D1 time frame တစ်ခုတည်းမှာပဲပေါ်အောင်ထားမယ်ဆိုလို့ရှိရင်ဒီမှာခေတံလေးကိုနှိုက်ပါ copy ယူမယ်ဆို copy လေးနှိုက်ပြန်ဖြစ်မယ်ဆို delete ကိုနှိုက်ပေါ့နော်ကျွန်တော်ကဒီ line ကိုပြင်မှာမို့လို့ခေတံလေးကိုသွားမယ်ခေတံလေးကိုသွားပြီးလို့ရှိရင်ဒီမှာtime frame off ဆိုတဲ့စာလုံးလေးကိုနှိုက်မယ်ခေတံလေးကိုနှိုက်လေးရရင်နော်ဒီအကြောင်းကကြိတ်တဲ့နေရာကိုလည်းနဲ့တောက်ပြီးလို့ရှိရင်ဒီမှာ time frame တွေအများကြီးထွက်လာတယ်အဲ့ဒီမှာကျွန်တော်က daily မှာဆွဲတာမို့လို့ကျန်တဲ့ time frame အားလုံးကိုပိုက်မယ်daily time frame တစ်ခုတည်းမှာပဲထားမယ်ဒါဆိုလို့ရှိရင်ဒီကြိုးလိုင်းဒီတခြား time frame တွေကိုပြောင်းလိုက်လို့ရှိရင်ဒီကြိုးလိုင်းကမပေါ်တော့ပါဘူးအဲ့တော့တခြား time frame မှာလည်းတခြားအရာအနေထားအရာဆွဲလို့ရတယ်ကြိုးတွေထပ်မနေတော့ဘူးပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်နောက်ထပ်တစ် line ဆွဲမှာကဘယ်နှမှာဆွဲမလဲဆိုလို့ရှိရင် copy ယူလိုက်တော့မယ် setting လေးချိန်ပြီးပြီဆိုတော့ဒီနားလေးမှာကျွန်တော်တချောင်းဆွဲမယ်ဒီမှာ EMA 200နဲ့ကွက်တိထောက်နေတယ်ဟုတ်တယ်နော်ပြီးလို့ရှိရင်ကျွန်တော် trend line လေးတစ်ခုဆွဲမယ်တခြားလေးကြည့်ထားနော်မကျွမ်းကျင်တဲ့သူတွေကိုပြောတာနော်ဒီမှာ trend line လေးတစ်ခုဆွဲမယ်ဆိုဒီမှာ trend line လေးတစ်ခုတွေ့တယ်လောလောဆယ်ဒါလေးကို bright ထားတယ်ပေါ့နော်ဒါလေးဒီ trend line ကိုလည်းကျွန်တော်တို့ daily မှာပဲထားမယ်ကျန်တဲ့ time frame တွေမှာအားလုံးကိုပိုက်မယ်ဒါဆိုတခြား time frame မှာဆွဲတဲ့ကြိုးတွေနဲ့စောစောကပြောသလိုမထက်တော့ဘူးရှက်မှာ line တွေနဲ့ပြည့်ညက်မနေတော့ဘူးတန်တန်ရှင်းရှင်းလေးပဲကျွန်တော်တို့ဒီလိုအလုပ်လုပ်ရင်တန်တန်ရှင်းရှင်းလေးလောက်ရတာကိုအရန်ကြိုက်တယ်ဆက်ဆင်းမဲ့သဘောရှိတယ်အကျဉ်းပြင်းအားဖြင့်ပြောတာเนาะအကျဉ်းပြင်းအားဖြင့်ပြောတာပါtry ဖို့ single နေပေးတာမဟုတ်ဘူးเนาะပြီးလို့ရှိရင်ဒီမှာ trend line လေးတစ် line ထပ်တွေ့တယ်အဲ့ဒါလေးကိုလည်းကျွန်တော်ဒီ trend line ကိုပဲ copy ယူပြီးတော့ဒီမှာဆွဲတော့မယ်ဒီမှာเนาะဒီမှာ breakout ဖြစ်ထားတယ်เนาะဒီမှာbreakout ဖြစ်ထားတယ်တချို့က price action ကိုမကြိုက်ဘူးပေါ့เนาะတချို့ကတော့ကြိုက်တယ်ဒါကြမတူဘူးအဲ့တော့ကိုကျွမ်းကျင်တဲ့ strategy ကအကောင်းဆုံးပါပဲဘယ် strategy ကောင်းတယ်လို့မမေးနဲ့ဘေးတိုင်းဖရင်ကောင်းတယ်လို့လည်းမမေးနဲ့ကိုကျွမ်းကျင်တဲ့တိုင်းဖရင်အကောင်းဆုံးပဲဒါ trading ရဲ့သဘာဝပေါ့နော်အဲ့တော့ကျွန်တော်တို့နောက်ထပ် resistance line တွေ support line တွေထပ်ရှိပါသေးတယ်တချို့ကမမြင်ဘူးဒီမှာကျွန်တော်ကတော့မြင်တယ်ဒီမှာတစ် line ရှိတယ်အခုရောက်နေတာကဒီမှာလာထောက်နေပါတယ်နော်ဒီမှာလာထောက်နေတယ်ပြီးလို့ရှိရင်နောက်ထပ်တစ် line ကျွန်တော်တို့ထပ်ပြီးတော့ကြည့်မယ်ဒီမှာနော်နားလေးမှာဒီနားလေးမှာဒါဆိုလို့ရှိရင်နှစ်ကြောင်းလောက်မှငုံပြီးမှာပါနှစ်ကြောင်းလောက်ငုံပြီးမယ်ဆိုလို့ရှိရင်နှစ်ကြောင်းလောက်ဒါမျိုးကျွန်တော်တို့ဆွဲလို့လည်းရပါတယ်ဒါမှမဟုတ်ရင်လေဒီ line ဒီကောင်ကိုမသုံးဘဲနဲ့ဒီမှာเนาะဒီကောင်ကိုမသုံးတဲ့ setting ကိုတောက်လိုက်ပြီးလို့ရှိရင်ဒီမှာဆွဲမဲ့နေရာကိုသွားပြီးလို့ရှိရင်ဒီမှာเนาะဒီမှာဒီကောင်ရှာလို့ရတယ်เนาะဒီမှာအပေါင်းကိုနှိပ်ပြီးတော့အများကြီးเนาะအများကြီးလိုက်ရှာလို့ရတယ်ဒီကောင်ကိုသုံးမယ်ဒီကောင်ကိုသုံးပြီးလို့ရှိရင်ဒီဒါမျိုးလေးပေါ့เนาะဒါမျိုးလေးဆွဲလို့လည်းရပါတယ်โอเคနောက်ပြီးလို့ရှိရင်ဒီကောင်လေးကျွန်တော်တို့ time frame ကိုခွဲမယ်မဟုတ်တခြားဟာဒီမှာလေးပေါ်နေတယ်ဆိုတော့ကျွန်တော်ပိုက်မိနေတယ်အဆင်မပြေဘူးကြည့်ရတာဒါက daily time frame ဆိုတော့ daily တစ်ခုပဲဖွင့်မယ်โอเคเนาะဒါဆိုလို့ရှိရင်အကြံပြင်းအပြင်ကျွန်တော်ဆွဲလို့ရတော့ပြီအဲ့တော့ဒီအောက်နားလေးမှာเนาะသူရောက်ခဲ့တဲ့လိုမှာတစ်ချောင်းဆွဲမယ်
ဒါဆိုလို့ရှိရင်ကျွန်တော်တို့ market ကိုဘောင်ခတ်လိုက်ပြီးအရင်လှတော့ပြီး market ကနော်ဘယ်ကိုသွားမလဲဆိုတာကိုကျွန်တော်အနေနဲ့တွက်ရှက်လို့ရပြီဟုတ်တယ်မဟုတ်ဒီမှာဆိုလို့ရှိရင် surround bearish candlestick ပေါ်ပြီးတော့ဒီမှာ evening star ပေါ်နေပါတယ်ဒီမှာတွေ့ရနော် evening star ပေါ်နေတဲ့ candlestick 3ချောင်းတွေးပါ3ချောင်းတွေး pattern ပေါ်နေတယ်အဲ့တော့ market ဒီအပေါ်ကိုပြန်တက်နေတာကဒီမှာဒီ line ကိုဖောက်လို့ပြန်တက်နေတာဒီမှာ trend line လေးကိုဖောက်လာပြီးဖြစ်ပါတယ်အဲ့တော့အပေါ်ကနေနေစောင့်ပြီးတော့လိုက်ရောင်းလို့တောင်ရမယ့်သဘောရှိတယ်ဒါပေမဲ့ကျွန်တော်ဒါကိုမ trade ပါဘူးအဲ့တော့ကျွန်တော်တို့ဖိုးအောင်တစ်ချက်ပြန်သွားကြည့်မယ် TikTok video file ဆိုတော့အရင်ရှည်လို့တော့မရပါဘူးနောက်ဖိုးအောင်တစ်ချက်ကြည့်တဲ့အခါမှာလည်းဖိုးအောင်မှာလည်းကျွန်တော်တို့ထပ်ဆွေးမယ်ဒီမှာနော်ဖိုးအောင်မှာဆိုလို့ရှိရင်ဒီနားလေးမှာဆွေးလို့မရတော့ဘူးဒီထိပ်မှာဆွေးရတော့မယ်အဲ့တော့ဖိုးအောင်မှာလည်းစသကလိုပဲကျွန်တော် time frame ကိုလောက်မယ် okay ၄နာရီတခုပဲဖွင့်မယ်ပြီးရင် copy ယူမယ်နောက်ထပ် time frame ချိန်ကြရမလို့တော့ဘူးအဲ့တော့ copy လို့ရှိရင်ဒီမှာနော်ဒီမှာရောက်ခဲ့တဲ့နေရာဒီမှာ quantity ပဲဒီမှာဒါဆိုလို့ရှိရင်ဘောင်ခတ်ထားလိုက်ပြီး support နဲ့ resistance ကြားမှာ market တီသွားနေတယ်ဒါကိုကျွန်တော် trend line လေးတွေပါ switch နေဆိုလို့ရှိရင်ဒီမှာဒါလေးကို break out ပြီးတော့ market ကဆင်းလာတာဖြစ်ပါတယ်ဆိုတော့က daily time frame ကဟာပေါ့နော်ပြီးလို့ရှိရင်သူ့ကိုလေကျွန်တော်တို့ခွေလိုက်ဒါမျိုး line တွေဆွဲထားခြင်းအပြင်ဘာကိုပြောတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ market ကိုရှင်းရှင်းလင်းလင်းမြင်တယ် market ဒီဘယ်နှမှာပိုက်မိနေတယ်ဘယ်ကိုဖောက်သွားပြီးဘယ်ကိုဆင်းဖို့အခြေအနေရှိတယ်ဘယ်လို candlestick ပြလိုက်ရောက်မယ်ဆိုတော့ပုံစံမျိုးနဲ့ကျွန်တော်တို့တွေ့လို့ရပါပြီဒါမျိုးတွေ line တွေမဆွဲထားဘူးဆိုလို့ရှိရင် market ဒီဘယ်ရောက်လို့ရောက်နိုင်မယ်မသိဘူးအဲ့ခါကျတော့လုံးဝအဆင်မပြေပါဘူးအဲ့တော့ video file အရင်ရှင်းမှာဆိုလို့ကျွန်တော် daily time frame နဲ့ 4 hour time frame လောက်ကိုပဲပြတာဖြစ်ပါတယ်1 hour time frame တို့50 minute တို့เนาะ30 minute တို့1 minute တို့5 minute တို့မှာလေဒီအတိုင်းပါပဲ support နဲ့ resistance ကိုမှန်မှန်ကန်ကန်ဆွဲတတ်ရင်ကိုဆွဲတဲ့ time frame မှာ price action ကို strategy ကိုအသုံးပြုပြီးတော့အယောင်းဝယ်လောက်လို့ရပါတယ်အားလုံးပဲအဆင်ပြေကြပါစေသိချင်တာရှိတယ်ဆိုလို့ရှိရင် comment မှာမေးလို့ရပါတယ်ကျွန်တော်အားတယ်ဆိုလို့ရှိရင်video file လောက်ပြီးတော့ reply ပြန်ပေးပါမယ်အားလုံးပဲကံကောင်းကြပါစေခင်ဗျာ